အာဆင်နယ်အသင်းဟာပထမအကျော့က Stamford Bridge မှာ 3-2 နဲ့အနိုင်ရရှိထားတာကြောင့်အခုတစ်ခေါက်အိမ်ကွင်း Emirates မှာအသာစီးနဲ့ရင်ဆိုင်ရမှာပါ။အသင်းသတင်းများအာဆင်နယ်အသင်းအနေနဲ့အဓိကကစားသမားဘူကာယိုဆာကာပါဝင်နိုင်မလားဆိုတာကိုနောက်ဆုံးမိနစ်အထိစောင့်ကြည့်ရအောင်ပါ။မီကေးမယ်ရီနိုနဲ့မက်စ်ဒေါမန်တို့ကတော့ဒဏ်ရာကြောင့်လွဲချော်မှာသေချာပါတယ်။ချက်စီအသင်းအနေနဲ့လူငယ်ကျယ်ပွင့်အက်စတီဗာအိုဝီလီယံကမိသားစုကိစ္စကြောင့်ဘရာဇီးကိုပြန်နေရလို့ပါဝင်ဖို့မသေချာပါဘူး။ဂျေမီကစ်တန်ကလည်းဝက်စ်ဟမ်းနဲ့ပွဲမှာဒဏ်ရာရသွားခဲ့ပါတယ်။ဂိုးသမားဖလစ်ဂျော်ဂျန်ဆင်ကတော့ကြန့်ခိုင်မှုပြန်ပြည့်ဖို့နီးစပ်နေပါပြီ။အာဆင်နယ်အသင်းရဲ့ကစားသမားဘူကာယိုဆာကာဟာပြီးခဲ့တဲ့ပွဲမှာလွဲချော်ခဲ့ပြီးခုပွဲမှာပါဝင်နိုင်ဖို့တန်တရားရှိနေသေးပါ။မှတ်တမ်းရေးကောင်းရှိရေးနာတဲ့အာဆင်နယ်ဟာ2021ခုနှစ်ကတည်းကချက်စီကိုရှုံးနိမ့်ခြင်းမရှိသေးပဲတစ်ဆက်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကိုထိန်းသိမ်းထားပါတယ်။တစ်ဖက်မှာလည်းချက်စီဟာနောက်ဆုံးကစားခဲ့တဲ့ပွဲလုံးကိုအနိုင်ရထားတဲ့အတွက်ခြေစွမ်းတက်နေပါတယ်။အာဆင်နယ်အသင်းရဲ့ကစားသမားမာတင်ဇူဘီမန်ဒီဟာပထမအကျော့မှာအနိုင်ဂိုးသွင်းခဲ့တဲ့စပိန်ကွင်းလယ်လူဟာအာဆင်နယ်ရဲ့အဓိကအင်ဂျင်ဖြစ်နေပါတယ်။ချက်စီအသင်းရဲ့ကစားသမားဂျာအိုပက်ထရိုဘရာဇီးတိုက်စစ်မှုဟာလက်တလုံးမှာခြေစွမ်းပြနေပြီးချက်စီအတွက်ဒီယာဒီမှာ12ဂိုးအထိသွင်းယူပေးထားပါတယ်။အာဆင်နယ်ဟာ1993ခုနှစ်လွန်ခဲ့တဲ့33နှစ်ကတည်းကဒီလိဖလားကိုမရရှိဘူးသေးတာကြောင့်အခုနှစ်မှာဗိုလ်လုပွဲတက်လှမ်းနိုင်မှုအသင်းသားတွေရောပရိသတ်တွေပါအထူးမျှော်လင့်နေကြပါတယ်